ချက်ကတော့ကွာရေကတော့ခမ်းသွားပါပြီဒါပေမဲ့ချက်ဖို့ကနည်းနည်းလိုသေးပါလေအဲ့ဒါကြောင့်မို့အားသာစာပလိုက်ခက်ခဲမယ်ပြီးရင်စွာလို့ရပါပြီကြောင်းတော့လည်းကောင်းပါတယ်ရုပ်သေးစိမ့်လောင်းလေးပါကျက်ပါပြီသုံးဆုံးလို့ရပါပြီဟုတ်ကဲ့